တခါကလက်သမားတယောက်ဟာမြစ်ထဲမှာထူးဆန်းပြီးရှားပါတဲ့ခီးဖြူလေးတစ်ကောင်ကိုတွေ့ရှိခဲ့တာကြောင့်အိမ်ကရေဦးထဲမှာထည့်ပြီးမွေးထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းကစလို့အိမ်ထဲမှာထူးဆန်းတဲ့အရာတွေစက်တိုက်ဖြစ်လာပါတော့တယ်အဲ့ဒီလူဟာလဲထုံပြီးအိမ်ပြန်လာတိုင်းသမင်းစပွဲပေါ်မှာပူပူနွေးနွေးဟင်းလျာတွေအစင်သိရှိနေတတ်တယ်လို့သူညစ်ပင်နေတဲ့အဝတ်စားတွေကလည်းရှော့ဖို့တန့်စင်ပြီးသားဖြစ်နေတတ်ပါတယ်ဒါကသူ့ကိုအလုံးမဲဝေခွင့်မရဖြစ်စေခဲ့ပါတယ်နောက်ရက်မနေ့ကမှတော့သူမိဖို့ချောင်းထဲဝင်သွားတဲ့အခါသူကိုယ်တိုင်မိမမွေးရပဲမိဖို့မှာမိတောက်နေတာကိုတွေ့လိုက်ရပြီးစပွဲပေါ်မှာလည်းကောင်းမွန်တဲ့မနက်စာကအစင်သိရှိနေပြန်ပါတယ်သူအိမ်ဝင်ထဲမှာလိုက်ရှာကြည့်ပေမဲ့တန်တရားဖြစ်စရာလူတစ်ယောက်မှမတွေ့ခဲ့ပါဘူးရက်တွေကုန်လာတာနဲ့အမျှသူ့ရဲ့တိလိုစိတ်ကလည်းပိုပြီးပြင်းထန်လာခဲ့ပါတယ်ဒါကြောင့်တရက်မှာတော့အိမ်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်လေကွင်းနဲ့တွားရလမ်းတစ်ဝက်ကနေအိမ်ကိုတိတ်တဆိတ်ပြန်လှည့်လာခဲ့ပါတယ်မကြခင်မှာပဲအိုးထဲကနေလှပတဲ့မိန်းကလေးတစ်ယောက်ထွက်လာတာကိုသူမြင်လိုက်ရတာကြောင့်အံ့အားသင့်ပြီးနှင်းသက်သွားခဲ့ပါတယ်အလင်းရောင်တွေတက်ကွက်သွားပြီးနောက်မှာတော့အဲ့ဒီမိန်းကလေးဟာမိဖို့ချောင်းစီကိုရှောက်သွားခဲ့ပါတယ်မိနဲ့အနေငယ်ကြားတဲ့အခါမှာတော့သူမဟာကောင်းမွန်လာတဲ့ဟင်းရတွေကိုတည်ဆောင်လာပြီးစပွဲပေါ်မှာပြင်ဆင်လိုက်ပါတယ်ပြီးနောက်မှာတော့အိုးထဲကိုပြန်ဝင်ဖို့ပြင်ဆင်နေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ထိုလူဟာစိတ်ကိုမအောင်နိုင်တော့ပဲပြေးထွက်ကမိန်းကလေးကိုဖတ်ထားပြီးသူမဘာကြောင့်သူ့အိမ်မှာရှိနေရတာလဲဆိုတာကိုမေးမြန်းပါတော့တယ်မိန်းကလေးကသူမဟာခီးဆောင်တဲ့တမီတစ်ပါးဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်သူမဟာကစားခြင်းစိတ်ကြောင့်လူလောကထဲကိုတိတ်တဆိတ်ဆင်းသက်လာခဲ့တာဖြစ်ပေမဲ့ရေကြီးမှုတစ်ခုနဲ့ကြုံတွေ့ပြီးဒီမြစ်ထဲကိုမျောပါလာခဲ့ရတာပါရေကြီးတဲ့ဒဏ်ကြောင့်သူမရဲ့မော်စွမ်းတွေပျောက်ဆုံးသွားခဲ့ရပြီးနေရက်ကိုလည်းမပြန်နိုင်တော့ကြောင်းပြောပြခဲ့ပါတယ်သူမရဲ့ဖြစ်ကြောင်းကိုယ်စဉ်ကိုကြားသိရပြီးနောက်မှာတော့အဲ့ဒီလူကသူမကိုသူ့အိမ်မှာပဲဆက်နေဖို့ဖိတ်ခေါ်ခဲ့ပါတယ်အချိန်တွေကုန်လွန်လာတာနဲ့အမျှသူတို့နှစ်ဦးဟာတဦးကိုတဦးချစ်ခင်ဆုံးမသွားကြပြီးလက်ထပ်ခဲ့ကြပါတယ်လက်ထပ်ပြီးနောက်မှာတော့ထိုလူဟာလေယာလုပ်ငန်းကိုပုံမစူးစမ်းလုပ်ကိုင်ခဲ့ပြီးခရုနဲ့သမီးလေးကလည်းသူ့အတွက်အရသာရှိတဲ့နေ့လည်စာကိုအချိန်မှအမြဲတမ်းပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်စရာရက်စွဲတွေကတော့ရေရှည်မခံခဲ့ပါဘူးတနေ့မှာတော့တောလိုက်ထွက်လာတဲ့မင်းသားတစ်ပါးဟာခရုနဲ့သမီးလေးကိုပထမဆုံးမြင်မြင်ချင်းမှာပဲဆွဲလန်းသက်သွားခဲ့ပါတယ်ထိုလူကလည်းသူမဟာမိမိရဲ့ဇနီးတဲ့ဖြစ်ကြောင်းထိတ်လက်တုံးလို့စွာနဲ့ရှင်းပြခဲ့ပေမဲ့မင်းသားကတော့ဒီလောက်လာပါတဲ့မိန်းကလေးနဲ့ဒီလိုလူမျိုးဟာမထိုက်တန်ဘူးလို့ယူဆခဲ့ပါတယ်ပြီးနောက်မင်းသားကခရုနဲ့သမီးလေးကိုသူ့ရဲ့မောင်မမိတန်ဖြစ်တိမ့်ပိုက်မယ်လို့ကြေညာခဲ့ပေမဲ့ခရုနဲ့သမီးလေးကညှဉ်းဆန်ခဲ့ပါတယ်မင်းသားဟာအရှော့မပေးလို့တာကြောင့်ဖိုလေသမားနဲ့လောင်းကြီးတက်တန်ပွဲတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့မျက်နှာချင်းဆိုင်ကတစ်ပင်တစ်ပင်မှမရှိပဲတောင်တလင်းခါနေတဲ့တောင်ကုန်းကြီးကိုဘသူကအရင်ဆုံးတစ်ပင်တွေနဲ့စိမ့်လန်းဆူပြအောင်လုပ်နိုင်မလဲနိုင်တဲ့သူကခရုနဲ့သမီးလေးကိုရယူကျေးဆိုပြီးစိန်ခေါ်ခဲ့ပါတယ်မင်းသားရဲ့အာဏာရှိမှထိုလူဟာသဘောတူရုံမှတပါအခြားရွေးချယ်စရာမရှိခဲ့ပါဘူးဒါပေမဲ့မင်းသားနဲ့သူ့ရဲ့ရဲမက်တွေထွက်ခွာသွားတာနဲ့တပြိုင်နက်ထိုလူဟာစိတ်ပြအားငယ်စွာနဲ့ထိုင်ချလိုက်ပါတော့တယ်ဒီအလုပ်ကိုသူတယောက်တည်းဘယ်လို့မှမလုပ်နိုင်ဘူးဆိုတာကိုသူသိနေလို့ပါအဲ့ဒီညမှာတော့ထိုလူဟာခရုနဲ့သမီးလေးရဲ့ညွှန်ကြားချက်အတိုင်းပင်လယ်ကမ်းစပ်ကိုသွားပြီးစားတဆောင်ကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်နောက်တစ်ခဏမှာပဲရေပြင်ပေါ်မှာနတ်ဖျားတစ်ပါးပေါ်လာပြီးသူ့ကိုအလိုရှိရာဆူတောင်းနိုင်တဲ့မော်ရီဘူးကားတစ်ခုကိုပေးအပ်ခဲ့ပါတယ်နောက်ရက်မှာတော့မင်းသားဟာတစ်ပင်တွေစိုက်ပျိုးဖို့သူ့ရဲ့စစ်တီရဲမက်ထောင်ပေါင်းများစွာကိုစေခိုင်းပါတော့တယ်တစ်ခါမှာတော့လေသမားဟာမော်ရီဘူးကားကိုကိုင်းပြီးရိုးသားဖြောက်မတ်စွာနဲ့ဆူတောင်းလိုက်ပါတယ်အဲ့ဒီခဏမှာပဲရေဘူးကားထဲကနေမရေမတွက်နိုင်တဲ့လူရုပ်သေးလေးတွေအစုလိုက်အပြုံလိုက်ထွက်လာကြပါတယ်သူတို့ဟာပြုတ်ပင်တွေနဲ့ကိရိယာတစားပလာတွေကိုကိုင်းဆောင်ပြီးပြောင်းတလင်းခါနေတဲ့တောင်ကုန်းစီကိုပြေးသွားကြပါတော့တယ်မကြခင်မှာပဲအဲ့ဒီတောင်ကုန်းကြီးတစ်ခုလုံးဟာစိမ့်လန်းဆိုပြီးတဲ့တစ်ပင်တော်အုပ်ကြီးဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မင်းသားကတော့ခရုနဲ့သမီးလေးကိုလက်လွတ်ဖို့အစီအစဉ်မရှိသေးပါဘူးဒါကြောင့်သူကနောက်ထပ်တန်ပွဲတစ်ခုထပ်မံတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့မင်းသားရဲ့တကယ်ရည်ရွယ်ချက်ကပြန်ပွဲမှာနိုင်ဖို့မဟုတ်ပဲလေသမားကိုတက်ပစ်ဖို့ပဲဖြစ်ပါတယ်ဒါမှသာခရုနဲ့သမီးလေးကိုသူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်သူတို့ရဲ့လေရွေမြစ်အလဲခေါင်ကိုရောက်တဲ့အခါမှာတော့မင်းသားကသူ့လူတွေကိုလေသမားရဲ့လေကိုတိုက်ခိုက်ပိတ်ဆို့ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့လေနစီတိုက်မိတဲ့အခါမှာတော့မင်းသားနဲ့သူ့ရဲ့ရဲမက်တွေအားလုံးရေထဲကိုပြုတ်ကျသွားပါတော့တယ်မင်းသားဟာကဲကြပါဦးလို့အော်ဟစ်အကူအညီတောင်းခံခဲ့ပြီးစိတ်ကလုံးကောင်းလာတဲ့လေသမားကလည်းသူ့ကိုချက်ချင်းပဲရေထဲကနေဆွဲတင်ကကယ်ဆယ်ခဲ့ပါတယ်ဒါပေမဲ့ကဲတင်ချင်းခံရပြီးနောက်မှာတော့မင်းသားဟာသူ့ရဲ့ရုံမာတဲ့ရုံမှန်ကိုထုတ်ဖော်ပြသပြီးလေသမားကိုတပ်ဖို့ဓာတ်ကိုဆွဲထုတ်လိုက်ပါတော့တယ်ထိုအခါလေသမားကတတိထားမိပြီးရက်ချက်ကိုလှေတက်နဲ့ကာကွယ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လှေတက်ကမင်းသားကိုစက်တိုက်ရိုက်ခတ်မိသွားပါတော့တယ်အဆုံးသတ်မှာတော့လောဘဇောတိုက်ပြီးရက်ဆက်လာတဲ့မင်းသားဟာခရုနဲ့သမီးလေးကိုလက်ထပ်ခွင့်မရရှိခဲ့ရုံတင်မကပဲပင်လယ်အောက်ခြေမှာပဲထာဝရနေမုန်းကွယ်လွန်သွားခဲ့ရပါတော့တယ်